哇！2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုနာမည်နှလုံးမြင့်မြတ်ဖြစ်ပါတယ်ခင်ဗျာရေစာစကားမှာရရှိတာဖြစ်ပါတယ်ရုပ်ရှင်လူပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်များခင်ဗျာရွှေနရီရွှေရုပ်ရှင်ကထုတ်လုပ်ပြီးဒါရိုက်တာနေပိုင်ရိုက်ကူးတဲ့မြေစာရုပ်ရှင်ဇာတ်ကားမှာဖြင့်မြင့်မြတ်ဟာစီပင်တန်ရှင်းဝန်ထမ်းဘိုးထောင်အဖြစ်တရုတ်ပြည်ပြင်ပိုင်နိုင်စွာတရုတ်ဆောင်သွားနိုင်ခဲ့ပါတယ်မြေစာဇာတ်ကားမှာမြင့်မြတ်ဟာဘိုးထောင်အဖြစ်နဲ့ဝစ်စားဆင်ရင်ပုံကအစဇက်နဲ့လိုက်ရောညီထွေဖြစ်အောင်ဇက်ကောင်စရိတ်မှန်ကန်အောင်ဝစ်စားနိုင်ခဲ့တဲ့အပြင်ခန်းစားချက်အတိုင်းဇက်ကားစလေဆုံးတဘာဝကြကြထိထိမိမိဒေသက်ပိုင်နိုင်စွာတရုတ်ဆောင်နိုင်ခဲ့တဲ့အတွက်2025 ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုကိုမြင့်မြတ်အားမြန်မာရှင်ထူးချွန်ဆုစီစဉ်အကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ရခြင်းပဲဖြစ်ပါတယ်။အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်မြင့်မြတ်ရဲ့ပြောင်မြောက်လာတဲ့တရုတ်ဆောင်ချက်တွေကကောင်းတို့ရရပြကွက်တချို့ကိုထုတ်နှုတ်ပြသသွားတော်မှာမို့ရှုမြင်ခံစားအားပေးကြပါခင်ဗျာ။ကိုကြီးဝမ်းစိတ်ကိုမယူရင်ဒီအိမ်ကနေထွက်မသွားပါဘူးလို့ဘယ်တော့ဒီကနေ့ပေးလားကိုကြီးဘယ်လိုလုပ်လိုက်တာလဲကိုကြီးဘာလို့မလို့လဲညီမလေးရဲ့ညီမလေးအကွာလမ်းဘေးမှာအမိုက်သိမ်းနေစီပင်ဝင်နေဆိုတာတော့သူတို့သိသွားလို့ရှင်ညီမလေးဘယ်တော့မှတိတ်ခါကြနောက်ကညီမလေးနဲ့လမ်းမတွေ့ဘယ်တော့မှမခေါ်ပါနဲ့တော့တို့မောင်နှမနဲ့တိတ်ခါမချအောင်ဆင်ញင်ပေးပါအေးပါသူရရဲ့တော့တခါလမ်းမှာတွေ့မခုံမိအောင်ကိုကြီးထိမ့်ပါမယ်ဘယ်လိုလုပ်လိုက်တာလဲသူရရဲ့မင်းဖုန်းလိုချင်တယ်ဆိုလို့ငါလုံးပိရမပူဝင်ဝင်ကြောင်းငါအိမ်မှာလှုပ်သွားလှုပ်တာသူရရဲ့မင်းငါစီနာဒီမစောကားမနဲ့ကွာခင်ဗျားဝင်လာဖုန်းနဲ့ကြည့်လို့အဲ့လိုကီးပတ်မျိုးလမ်းဘေးကတထောင်းစားတော့မကင်တော့တည်တယ်ဒုက္ခပါပဲဟာသူနဲ့တူသမင်းစားမှာတမင်ရင်စားဖို့လှုပ်ထားတာလဲဆိုမှာပဲတက်တက်လာတိုးနေအေးလို့ညီမလေးလည်း TV ရောဂါဖြစ်နေလို့နဲ့သမင်းတူတူမစားကြပါဘူးစားကန်နေတောက်ကန်နေချောင်းကတဟုတ်ဟော့နေဖြော့စရာကြီးတော်ကြဒီယောဂါကြီးငါတို့ကူလာလွတ်လို့ဟုတ်တယ်ခွဲထားအောင်မယ်နော်ဝင်းခွင့်ရတာခါစားကြပါကဘာငါအကောင်းဆုံးပဲကိုကြီးမောပြီးလိုက်တာမင်းဘာစကားပြောရလဲအဖေနဲ့မရအတော့မကြနေရအောင်မရိုင်းနေပြီကြောက်ဝါဘာလေးပြောတော့ထိုးစရာလားဘာဟုတ်တာလေးပြောတာလေဟမ်ကိုမွေးကြတဲ့အဖေနဲ့မျိုးတင်းအောင်စော်ကားနေရလေနင်မကြောက်ဘူးလားဟုတ်တာပြောတာပဲဟုတ်ဘာနေနာနေရလဲဟုတ်တာပြောတာမင်းတို့ဒီငါ့ပေါ်မှာတိုက်တဲ့လောက်စိုးစမ်းမှာငါ့ပေါ်မှာတိုက်တဲ့လောက်မရိုင်းငါခွင့်လို့တယ်ဆုံးသွားတဲ့အဖေနဲ့မျိုးတော့မင်းတို့ဒီမစော်ကားနဲ့ငါဘယ်တော့မှခွင့်မလို့ဘူးညီမလေးချစ်သူကိုမင်းတန်းနဲ့လက်ထပ်တော့မယ်ညီမလေးကလက်ထပ်တော့မယ်ဟဲ့လားကိုယူညီမလေးကတော့တာပတ်စံနေပါလားညီမလေးကြောတဲ့မွေးနေကိုကြီးကဝစ်စားအစ်စ်တွေဝဲပြီးညီမလေးရဲ့မင်္ဂလာပွဲမှာရှုံးထုံးပြအောင်ပါကိုကြီးအိမ်ဝယ်ယူပြီးတော့ညီမလေးရဲ့မင်္ဂလာပွဲကိုမလာဖို့အတွက်တောင်းဆိုချင်လို့ပါညီမလေးရဲ့မင်္ဂလာပွဲကိုကြီးကမလာရဘူးဟုတ်လားဟုတ်
ဟုတ်ပါတယ်ကိုကြီးဟိုကွန်မန်တာကုမ္ပဏီပိုင်ရှင်တထေးဆိုတော့ညီမလေးတို့မင်္ဂလာဆောင်လာမဲ့လူတွေကကုမ္ပဏီပိုင်ရှင်လူကြီးလူကောင်းနေပဲဟိုအဲ့လိုလူတွေကြားထဲမှာမှဟိုညီမလေးအကူကစီပင်မှာအမိုက်တင်းနဲ့ဝန်ထမ်းမှာဆိုပြီးတော့ဟိုညီမလေးကဘယ်မျက်နှာနဲ့မိတ်ဆက်ပေးရမှာလဲဟိုပြီးတော့ ရပြီညီမလေးဒီလောက်ဆိုရင်ကိုကြီးလာနေပြီဒီဖင်္ဂလာဆောင်ကိုကြီးလာရင်ခိုင်ညီမလေးတိတ်ခါကြပါစိတ်ချညီမလေးကိုကြီးကြောင့်ညီမလေးဘယ်တော့မှတိတ်ခါမကြစေအောင်ကိုကြီးညီမလေးရဲ့ဖင်္ဂလာဆောင်လာတော့နော် Zong mitatia, kai zong tisatia, kai zong logramya, mapakong temata, ya ya go pesa tage me, klinge de ye ko di pa ya, di tai nyu le ma, tai yo sine, yellow tare gba. 2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်အားဒုကျွန်းဆုချီးမြှင့်ပေးနိုင်ပါခြင်းပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်အားလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ2025 ခုနှစ်တွင်အကောင်းဆုံးမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်ရှင်ထူးချွန်ဆုလက်ခံပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးပါတော့ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ2025 ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်ကကျေးဇူးတင်စကားပြန်ကြားပြောဆိုပေးပါရှင်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေခင်ဗျာဒါကျွန်တော်ဒုတိယမိအနန္တရဏ၅ပါးကိုစီမင်းထက်ကနေကျွန်တော်ကာရဝပြုပါတယ်ကြွရောက်လာတဲ့နိုင်ငံတော်အကြီးအကဲများမြန်မာနိုင်ငံရုပ်ရှင်လောကသားများအားလုံးလည်းကျွန်တော်စီမင်းထက်ကနေကာရဝပြုပါတယ်ခင်ဗျာကျွန်တော်အခုရတဲ့ဆုကဒါကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့စီပင်ဝန်ထမ်းတွေကိုကိုးစားပြုပါတယ်ခင်ဗျာကျွန်တော်တို့လည်းအမြဲတမ်းအမှတ်တရဖြစ်နေမဲ့ဆုပါပြီးတော့ဒါထုတ်လုပ်ရေးပေါ့နော်ဒီကားကိုထုတ်လုပ်ပေးတယ်ဒါ Unity ရွှေ production ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဒီကားကိုဖန်တီးတဲ့ဒါရိုက်တာကျွန်တော်ရဲ့ဆရာကိုနေပိုင်အာစရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်စံညွန်းကိုလွမ်းဝေအောင်နောက် DOB ကိုသားကျော်ပြီးတော့ကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်အဲ့လိုအရန်ပြင်မတ်နဲ့လုပ်ကြတယ်ကျွန်တော်တို့ဆက်ဖွဲ့တယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအားကြမခံပြောပါဦးမယ်ဒါကျွန်တော်နဲ့အတူတူပေါ့နော်စိုးတူကောင်းပတ်အဲ့လိုကျွန်တော်ကိုပါရမီဖြည့်ပေးတဲ့ကျွန်တော်ရဲ့ဇနီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်